အိုဒိုလိုလီမှာ Walk for Peace အဖွဲ့လမ်းလျှောက်ခဲ့ကြတယ်ဆိုတာ American ပြည်ထောင်စုမှာငြိမ်းချမ်းရေးကရုဏာနဲ့အကြမ်းဖက်မှုမရှိရေးအတွက်ရပ်ပေါင်း100ကျော်ကြာလမ်းလျှောက်ခဲ့ကြတဲ့အဖွဲ့ကိုဆိုလိုတာမဟုတ်လားခင်ဗျာအဲ့ဒီအဖွဲ့အကြောင်းပို့ပြီးပါဖြစ်ချင်တာလေဒီ Walk for Peace အဖွဲ့ကိုဦးဆောင်သူကတော့ Venerable Bhikkhu Panakara ဆရာတော်ပညာကာရဖြစ်ပါတယ်ခင်ဗျာAmerican ပြည်ထောင်စုထဲမှာငြိမ်းချမ်းရေးကရုဏာနဲ့အကြမ်းဖက်မှုမရှိရေးအတွက်မိုင်ပေါင်း2300ကျော်လောက်ကိုလမ်းလျှောက်ခဲ့ကြတာပါဒီခရီးစဉ်မှာအခြားဗုဒ္ဓဘာသာဘုန်းကြီးများနဲ့စေတနာဝန်ထမ်းတွေထောက်ခံသူတွေပါဝင်ခဲ့ကြပါတယ်ဟုတ်ရှိဘယ်အချက်ကိုပိုစိတ်ဝင်စားလို့သိချင်တာပါလဲသူတို့ရဲ့လမ်းလျှောက်ခရီးစဉ်က American ပြည်ထောင်စု Texas ပြည်နယ်ကနေစပြီး Washington DC အထိမိုင်ပေါင်း2300ကျော်လောက်ရှိလျားခဲ့တာပါငြိမ်းချမ်းရေးကရုဏာနဲ့အကြမ်းဖက်မှုမရှိရေးအတွက်နိုင်ငံအနှံ့လမ်းလျှောက်ခဲ့ကြတာပေါ့ဟုတ်ကဲ့လမ်းလျှောက်ခရီးစဉ်တစ်လောက်လုံးမှာသူတို့ကမြို့ကြီးများနဲ့ဒေသန္တရနေတာတွေမှာဟောပြောပွဲတွေတရားပွဲတွေလုပ်ခဲ့ကြပါတယ်ငြိမ်းချမ်းရေးကရုဏာတိခံမှုနဲ့အကြမ်းဖက်မှုမရှိရေးအတွက်သတင်းစကားတွေကိုပြန်ပွားအောင်ပြောကြားခဲ့ကြတာပါလူအများစုကစိတ်ဝင်စားသားတောင်ပြီးပါဝင်ခဲ့ကြတယ်လို့သိရပါတယ်တကယ်ကိုထိရောက်ခဲ့တဲ့ဟောပြောချက်တွေချက်ကတစ်ခုကတော့လူသားတိုင်းဟာမွေးတာပါငြိမ်းချမ်းရေးနဲ့ကရုဏာစိတ်ပါလာကြလေဒါကိုပြိုးထောင်ထွီနိုင်စင်ဘဝမှာကျင့်ကြံဖို့လိုအပ်တယ်ဆိုတဲ့အချက်တော့ပဲအကြမ်းဖက်မှုတွေမုန်းတီးမှုတွေကိုရပ်တန့်ဖို့အတွက်ကိုယ်စိတ်နှလုံးသားကနေစတင်ရမယ်လို့တိုက်တွန်းနေတာပါဒီအချက်ကလူအများအပေါ်လွမ်းမိုးမှုရှိခဲ့တယ်လို့ထင်ပါတယ်ရှင်ပฏิပဋ္ဌာန်အပြင်သူတို့ကကရုဏာမေတ္တာ loving kindness ပြီးတော့အကြမ်းဖက်မှုမရှိတဲ့ပညာရေးအကြောင်းတွေကိုလည်းဟောပြောခဲ့ကြပါသေးတယ်လူအဖွဲ့အစည်းတွင်မှာငြိမ်းချမ်းရေးဖော်ဆောင်ဖို့ရတဲ့အပြုသဘောဆောင်တဲ့စိတ်ဓာတ်တွေနဲ့လောက်ရတွေရဲ့အရေးကြီးပုံကိုအလေးနက်ပြောကြားခဲ့ကြတာပါဟုတ်ကဲ့သူတို့ရဲ့ခရီးစဉ်မှာအခက်အခဲတွေရှိခဲ့ပါတယ်ရှင်ဥပမာအားဖြင့်ရေမတော်စားမှုတစ်ခုကြောင့်ဘုန်းကြီးတစ်ပါးထိခိုက်ဒဏ်ရာရခဲ့ပါတယ်ဒါပေမဲ့လည်းသူတို့ရဲ့ငြိမ်းချမ်းရေးခရီးစဉ်ကိုဆက်လက်လမ်းခဲ့ကြပြီးစင်ခေါ်မှုတွေကိုကျော်လွှားခဲ့ကြပါတယ်ဒီအကြောင်းနဲ့ပတ်သက်ပြီးပိုသိချင်တာများရှိပါသေးလားသိချပါတယ်ရှင်သူတို့ဟာယာတီဥတုအခြေအနေအမျိုးမျိုးနဲ့ရှည်လျားတဲ့ခရီးကြောင့်ပင်ပန်းလွမ်းနေမှုတွေကျန်းမာရေးအခက်အခဲတွေနဲ့ကြုံတွေ့ခဲ့ကြပါတယ်။ဒါအပြင်သူတို့ရဲ့ငြိမ်းချမ်းရေးတတိစကားကိုလက်မခံနိုင်တဲ့သူတချို့နဲ့ထိတ်တိုက်ပဋိပက္ခချက်ပွားမှုတွေလည်းရှိခဲ့ပူပါတယ်။ဒါပေမဲ့လည်းဆရာတော်နဲ့အဖွဲ့သားတွေကခိုင်မာတဲ့စိတ်ဓာတ်နဲ့ခရီးစဉ်ကိုဆက်လက်လမ်းခဲ့ကြတာပါ။ရှေ့ဆက်ပြီးပါတိချင်ပါသေးလေရှင်။ထိတ်တိုက်တွေ့ဆုံမှုတွေမှာဆရာတော်နဲ့အဖွဲ့သားတွေကအတန်နိုင်ဆုံးငြိမ်းချမ်းစွာနဲ့ကရုဏာစိတ်မွေးပြီးရှင်းပြခဲ့ကြပါတယ်။သူတို့ရဲ့ခရီးစဉ်ညီရွယ်ချက်ကဘာသာရေးလူမျိုးရေးနဲ့နောက်ခံမတူညီမှုတွေကြားကမေတ္တာနဲ့နားလည်မှုတည်ဆောက်ဖို့ဆိုတာကိုရှင်းပြပြီးအတူရင်တွဲနေထိုင်ရေးရဲ့အရေးကြီးပုံကိုပြောပြခဲ့ကြတာပါတယ်ရှင်။ဒီခရီးစဉ်ကအကျိုးကျေးဇူးတွေကြီးမားပါတယ်ရှင်။ပထမဆုံးအနေနဲ့ငြိမ်းချမ်းရေးကရုဏာနဲ့အကြမ်းဖက်မှုမရှိရေးအတွက်လူအများရဲ့တတိပြုမိမှုကိုတိုးမြင့်စေခဲ့ပါတယ်။နောက်ပြီးကွဲပြားခြားနားတဲ့လူအဖွဲ့အစည်းတွေကြားမှာနားလည်မှုနဲ့ပေါင်းစည်းမှုကိုတည်ဆောက်ဖို့အထောက်အကူပြုခဲ့ပါတယ်။အထူးသဖြင့်ခက်ခဲတဲ့ခရီးကိုဇွဲမလျှော့ပဲဆက်လက်ခဲ့တာကလူအများအတွက်စံနမူနာတစ်ခုဖြစ်ခဲ့တယ်လို့မြင်ပါတယ်ရှင်။နောက်ထပ်ပြောပြချင်တာကဆရာတော်နဲ့အဖွဲ့သားတွေကလူသားအချင်းချင်းချစ်ခင်ရင်းနှီးမှုနဲ့နားလည်မှုကိုအမြဲတမ်းတိုက်တွန်းခဲ့ကြလာပါပဲ။ဘလို့အခြေအနေမျိုးမှာမဆိုငြိမ်းချမ်းတဲ့နည်းလမ်းကိုရွေးချယ်ဖို့နဲ့တဦးနဲ့တဦးကိုညီရိုက်ဖို့ကိုအမြဲတစေပန်ကြားခဲ့ကြပါတယ်ရှင်။ဒီခရီးစဉ်ရဲ့အနှစ်သာရလို့ပြောလို့ရပါတယ်။သိကြပါတယ်ရှင်။သူတို့ရဲ့လုပ်ရက်တွေကတကယ်ကိုအထောက်အကူဖြစ်စေနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာခရီးစဉ်အပြင်စိတ်ပိုင်းဆိုင်ရာနဲ့လူမှုရေးပိုင်းမှာပါအပြုသဘောဆောင်တဲ့ပြောင်းလဲမှုတွေကိုဖော်ဆောင်ပေးနိုင်ပါတယ်ရှင်။မျော်လင့်ခြင်းနဲ့စီးလုံးခြင်းရဲ့ประโยชน์တစ်ခုဖြစ်တယ်လို့မြင်မိပါတယ်ရှင်။ဟုတ်ကဲ့ပါရှင်။ဒီကနေ့ Walk for Peace အဖွဲ့အကြောင်းနဲ့သူတို့ရဲ့ခရီးစဉ်အကြောင်းကိုစိတ်ဝင်စားနားထောင်ပေးခဲ့ကြတဲ့ပရိသတ်တို့ဦးစီးတိုင်းကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ငြိမ်းချမ်းရေးခရီးစဉ်ရဲ့မုံမြတ်တဲ့ရည်ရွယ်ချက်တွေကနေတစ်ဆင့်ကိုစီကိုကကောင်းမွန်တဲ့စိတ်ဓာတ်တွေနဲ့လက်တွဲဆောင်ရွက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းအပ်ပါတယ်ရှင်။